ARD အမျိုးသမီးအသင်းကိုတော့အတူယူတဲ့မြန်မာ National League ကလပ်အသင်းများလက်ရှိမြန်မာအမျိုးသမီးလိရဲ့ချန်ပီယံအသင်းဖြစ်တဲ့ ARD အမျိုးသမီးအသင်းဟာဆိုရင်တော့ဘင်္ဂလားအမျိုးသမီးတွေရဲ့လက်ရွေးစင်အသင်းကြီးရဲ့နာမည်ကြီးကစားသမားတစ်ယောက်ကိုတော့ခေါ်ယူနိုင်ခဲ့ပြီပဲဖြစ်ပါတယ်ဒီခေါ်ယူမှုဟာတာမန်နိုင်ငံခြားကစားသမားကိုခေါ်ယူမှုထက်စာရင်တော့ပိုပြီးတော့အတိတ်ပဲရှိပါတယ်။ဘာကြောင့်လဲဆိုရင်တော့သူတို့ဟာဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့အကြော်ကြားဆုံးအမျိုးသမီးဘောလုံးကစားသမားတွေတဲကတယောက်ဖြစ်ပြီးတော့သူမရဲ့ပြည်သက်အင်အားကလည်းအလွန်အမင်းကြီးမားပါတယ်။ဒါကြောင့်သူမမြန်မာနိုင်ငံရဲ့လိမှာကစားမယ်ဆိုလို့ရှိရင်ဘင်္ဂလားဒေ့ရှ်ကဘောလုံးပြည်သက်တွေဟာ ARD အသင်းကိုစတင်စောင့်ကြည့်လာပါမယ်။မြန်မာအမျိုးသမီးလိရဲ့ပွဲစဉ်တွေကလည်းစိတ်ဝင်စားလာမယ်ဆိုရင်တော့ဖြင့်မြန်မာ National League အကြောင်းကိုပုံမပြောရမယ်ဖြစ်ပါတယ်။ဒီလိုအခြေအနေမျိုးမှာဆိုရင်မြန်မာနိုင်ငံအတွက်ကျွန်တော်တို့အရန်ကိုအရာရောက်တဲ့ဘလို့လဲဆိုရင်တော့ဒီလီတစ်ခုတိုးတက်ဖို့ဆိုရင်ကစားသမားကစားပုံလုံလောက်သလိုကျွန်တော်တို့ပြည်သက်အင်အားလည်းလုံလောက်ဖို့လိုအပ်ပါတယ်ပြည်သက်တွေရဲ့စိတ်ဝင်စားမှုပြည်ပကအာယုံဆိုင်မှုနဲ့ကြော်ကြားမှုအရာရာအလုံးလည်းအရေးကြီးပါတယ်ဥပမာပြောရမယ်ဆိုရင်တော့မြန်မာနိုင်ငံအမျိုးသမီးကစားသမားတွေဖြစ်တဲ့စန်းတော်တော်နဲ့ဖြူပွေးတို့လိုဖိလစ်ပိုင်ကလပ်အသင်းတွေမှာတော့တွားရောက်ကစားနေတော့မြန်မာပြည်သက်တွေကစတင်ဒီယွန်းအသင်းကိုစပြီးတော့စိတ်ဝင်စားစောင့်ကြည့်ခဲ့ရပါတယ်ပုံမှန်ဆုံးမသိတဲ့အသင်းတစ်သင်းကိုမြန်မာပြည်သက်တွေဘာကြောင့်စောင့်ကြည့်နေတာလဲအကြောင်းရင်းကတော့ရိုးရှင်းပါတယ်နိုင်ငံကစားသမားနာမည်ကြီးတွေပါနေလို့ဖြစ်ပါတယ်ကိုယ်နိုင်ငံကနာမည်ကြီးကစားသမားတွေလည်းပါဝင်နေတယ်လို့သူတို့လည်းပြည်သက်တွေကလည်းစိတ်ဝင်စားနေတယ်လို့သိရပါတယ်ဒါကြောင့်ဘင်္ဂလားဒေ့ရှ်ပြည်သက်တွေကလည်းမြန်မာ National League ကိုစတင်စိတ်ဝင်လာနိုင်မှာဖြစ်ပါတယ်ဒါဟာမြန်မာ National League ကကလပ်အသင်းတွေတင်ယူတဲ့အချက်တစ်ခုဖြစ်ပါတယ်အိန္ဒိယနိုင်ငံတွေဖြစ်တဲ့ကမ္ဘောဒီးယားလာအိုဖိလစ်ပိုင်ဘင်္ဂလားဒေ့ရှ်ကိုနာမည်ကြီးလက်ရွေးစင်ကစားသမားတွေကိုခေါ်ယူဖို့ကြိုးစားတဲ့နေဆိုတာပါပဲတချို့တွေကတော့နိုင်ငံခြားကစားသမားတွေပြင်အာဖရိကကစားသမားတွေတောင်အမေရိကကစားသမားတွေဥရောပကစားသမားတွေကိုဦးစားပေးခေါ်တတ်ကြပြီးတော့ဒီလိုခေါ်ယူမှုမှာလည်းအရေးအသွေးရှိတဲ့ကစားသမားတွေကိုသာခေါ်ယူသင့်ပါတယ်အဲ့ဒါမှကစားသမားလည်းခေါ်ယူရင်ပြည်သက်တွေပါလာမှာလည်းဖြစ်ပါတယ်ပြည်သက်ရဲ့အာယုံဆိုင်မှုဘက်ကလည်းကြည့်ရမယ်ဆိုရင်တော့အာဆီယံအိန္ဒိယနိုင်ငံကနာမည်ကြီးကစားသမားတွေကိုခေါ်ယူတာကပိုပြီးတော့အကျိုးရှိနိုင်ပါတယ်။ဘာလို့လဲဆိုတော့သူတို့နဲ့အတူဘယ်နိုင်ငံကပြည်သက်တွေပါလာမလဲဆိုတာဖြစ်ပါတယ်။ဒီလိုလှုပ်ချင်းအပြင်မြန်မာ National League ဟာဒေတာတွင်းမှာပုံမလူသိများမယ်။ online ကနေကြည့်ရှုသူတွေတိုးတက်လာမယ်။ပြီးတော့ sport တွေလည်းပိုပြီးစိတ်ဝင်စားနိုင်တယ်။နောက်ပြီးတော့ကစားသမားတွေပြောင်းရွှေ့ဈေးကွက်မှာလည်းပိုအသက်ဝင်လာနိုင်ပါတယ်။2025ခုနှစ်2026ခုရာသီလာမယ့်ရာသီမှာလည်းဘယ်အသင်းဟာဘူတန်လက်ရွေးစင်ကစားသမားတွေဖြစ်လာမလဲခေါ်ယူထားတဲ့ဘူတန်ကစားသမားတွေဟာခြေစမ်းကောင်းမလဲဆိုတာကဘယ်အသင်းတွေကဘယ်လိုဖြစ်လာမလဲကစားသမားတစ်ယောက်ဖြစ်ပြီးတော့အသင်းအတွက်အသင်းကောင်းတဲ့စွမ်းရည်တွေပြသခဲ့မလဲဆိုတာကတော့စောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်ဒီလိုခေါ်ယူမှုတွေမှာမြန်မာ National League အတွက်အကျိုးရှိပါတယ်အခုခေတ်ဘောလုံးလောကမှာကွင်းထဲကအောင်မြင်မှုတွေမဟုတ်တော့ဘဲနဲ့ကွင်းပြင်ကအောင်မြင်မှုတွေပြည်သက်စိတ်ဝင်စားမှုတွေ online ကလွှမ်းမိုးမှုတွေအရာရာကအရေးကြီးပါတယ်ဒီအရာတွေကလည်းအရေးပါလာတယ်ဒါကြောင့် ARD အမျိုးသမီးအသင်းရဲ့လှုပ်ဆောင်ချက်ဟာမြန်မာ National League အတွက်အတူယူတဲ့လမ်းကြောင်းတစ်ခုဖြစ်လာပါတယ်မြန်မာဘောလုံးတိုးတက်ဖို့ဆိုရင်တော့ကစားသမားမွေးမြူရေးတယ်မဟုတ်ဘဲနဲ့ League ကိုဘယ်လိုစိတ်ဝင်စားအောင်လုပ်ရမလဲဆိုတာအတွေးခေါ်သစ်တွေလည်းလိုအပ်ပါတယ်မြန်မာဘောလုံးပြည်သက်တွေကရောဒီအကြောင်းကိုဘယ်လိုမြင်ပါသလဲမြန်မာကလပ်အသင်းတွေကရောအိန္ဒိယနိုင်ငံကနာမည်ကြီးကစားသမားတွေကိုပို့ပြီးခေါ်ယူတင်လာထင်ပါသလားကျွန်တော်ရဲ့ကောမအောင်မှာဝင်ပြီးတော့ဆွေးနွေးနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဒီနေ့ဗီဒီယိုလေးတော့ဒီလောက်နဲ့ပဲနေကုန်းချုပ်ကြပါတယ်နောက်ထပ်အားကစားသတင်းအသစ်တွေနဲ့အတူပြန်လာမှာမလို့ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးပြုလုပ်ပေးခဲ့ကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်